cancer sign လေးတွေရဲ့ဇယိုက်လေးတွေနဲ့ပေါ့နော် character လေးတွေနဲ့နည်းနည်းလွဲနေရလို့ခံစားနေရတဲ့သူတွေရှိလားရှိရဆိုလို့ရှိရင်အမက cancer cup လေးတွေကြောင့်လာပြီးပြောပြပြပါမယ်အပိုင်း၃ပိုင်းရှိပါတယ်ကိုကဘယ်အပိုင်းထဲမှာပါလဲဆိုတာကိုသိကျင်နေဆိုလို့ရှိရင်တော့အမဗီဒီယိုအဆုံးထိကြည့်ပြီနော်ပုံမှန်အားဖြင့်တော့ဂျွန်22ကနေပြီးတော့မှဇွန်လ22ကြီးက cancer လေးတွေပါပထမဆုံးအပိုင်းတစ်ပိုင်းကိုအမပြောပြပေးပါမယ်ဂျွန်19ကနေပြီးတော့မှဂျွန်23က Gemini Cancer Cup လေးတွေဖြစ်ပါတယ် Casper Magic Motion နဲ့ Nanometer ပွားလေးတွေဖြစ်ပါတယ် Gemini ရဲ့ဉာဏ်ပညာ Cancer ရဲ့စိတ်ခံစားချက်အဲ့ဒီနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ character မျိုးရှိပါတယ်စိတ်ဝင်စားစရာကောင်းပြီးနူးညံ့သိမ်မွေးတဲ့သူလေးတွေပါသူတစ်ပါးအပေါ်ကိုလည်းနားလည်ပေးနိုင်စွမ်းအပြည့်ရှိတဲ့သူလေးတွေဖြစ်ပါတယ်အားသာချက်ကတော့ဆွဲဆောင်မှုရှိတဲ့စိတ်ကူးရင်ဆန်တဲ့ကိုယ့်ရဲ့မိသားစုနဲ့တငယ်ချင်းတွေအပေါ်မှာလည်းအလွန်တန်ရောစင်ရှိပြီးတော့မှတန်ဖိုးထားတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်အားနည်းချက်လေးတွေကတော့ခံစားချက်အတက်အကျမြန်ပါတယ်တခါတလေကိုကလူကြားထဲမှာနေရတာမျိုးကိုသဘောကျပေမဲ့တခါတလေကျတော့လေကိုယ့်ဘာသာကိုတက်ရောက်တဲ့နေကျင်ကြတဲ့စိတ်လေးတွေရှိတတ်ကြပါတယ်အပိုင်းနှစ်ဂျွန်24ကနေပြီးတော့မှဂျွန်လိုင်18ပေါ့နော်အဲ့ဒီအပိုင်းခြားမှာမွေးတဲ့သူလေးတွေကကန်ဆာစစ်ကြီးတွေပါသူတို့ရဲ့ character လေးတွေကိုတော့အတူချုပ်ပြပြပါမယ်သူတစ်ပါးရဲ့ခံစားချက်ကိုနားလည်ပေးတတ်ကြတယ်မိသားစုနဲ့တငယ်ချင်းတွေအပေါ်မှာတန်ရောစင်ကြီးတတ်တယ်ဖက်လူကဘာလို့ခြင်းလဲဆိုတာစကားနဲ့ပြောပြစရာမလိုပဲနဲ့ကိုကအလွယ်တကူသိမြင်နိုင်စွမ်းရှိပါတယ်အမှတ်တရလေးတွေကိုသိသိထားတာဝါသနာပါပါတယ်ဒါလေးကတော့ကန်ဆာစစ်ကြီးတွေရဲ့ character လေးတွေဖြစ်ပါတယ်ကန်ဆာလေးတွေရဲ့ character ကိုပေါ့နော်ကိုချုံမဟုတ်ပဲနဲ့အကျယ်တုံးဝသိကျင်နေဆိုလို့ရှိရင်ကန်ဆာလေးတွေရဲ့ character အကြောင်းကိုဗီဒီယိုလုပ်ထားတာရှိပါတယ်အမအကောင့်ထဲမှာဝင်ကြည့်လို့ရတယ်နော်ဒီတစ်ခါတော့အပိုင်း3ဇွန်လ19ကနေပြီးတော့မှဇွန်လ25ကန်ဆာလီယိုကပ်လေးတွေဖြစ်ပါတယ် Casper Oscillation မှာတုံခါချင်းနနမိတ်ဘွားလေးဖြစ်ပါတယ်။ Cancer ရဲ့ agent နာလေးနဲ့ Leo ရဲ့တက်ကြွလှုပ်ရှားတာလေးပေါ့နော်။အဲ့ဒီနှစ်မျိုးပေါင်းစပ်ထားတဲ့ character မျိုးရှိပါတယ်။အပြစ်မှန်းကြည့်လို့ရှိရင်တည်ငြိမ်တဲ့လောက်ပေါ့နော်။အတွင်းစိတ်ပြင်းပြတဲ့စိတ်အားထက်သန်မှုများတတ်တဲ့သူလေးတွေဖြစ်ပါတယ်။အားသာချက်ကတော့အရင်မများပါဘူး။သူတို့ကကျင်နာတတ်တယ်ပြောလို့ရှိရင်အမှုပညာမျက်စိရှိတတ်တယ်။အားနည်းချက်ကတော့စိတ်ဆိုးလွယ်တတ်ပါတယ်သူတော်ဘာရဲ့အာယုံစိုက်ခံရမှုကိုလိုချင်တတ်ကြပါတယ်ကဲဒီနေ့အမပြပြပေးသွားတာတော့ကန်ဆာလေးတွေရဲ့ခက်အကြောင်းလေးတွေဖြစ်ပါတယ်တခြားရာသီကွန်လေးတွေရဲ့ခက်အကြောင်းလေးတွေသိချင်တယ်ဆိုလို့ရှိရင်အမကို like and share follow လေးတွေလုပ်သွားပေးလို့ရပါတယ်နော်